ဒီနေ့ကတော့အိမ်မှာအလွယ်တကူလှုပ်ရှားလို့ရတဲ့ငချိတ်အုံနှုတ်ပြင်ချိုပွဲလေးကိုလှုပ်ရှားကြည့်ရအောင်နော်ဆိုင်နေမှာဝယ်စားတာကအပေါ်ကမီကင်ဖလိုင်ယာနဲ့ပြင်ကင်တာဖြစ်ပေမဲ့မကင်လဲစားလို့ကောင်းတာမို့အလွယ်တကူလှုပ်ရှားလို့ရတဲ့နည်းလေးကိုဝင်မြောက်ပေးလိုက်ပါတယ်ပထမဦးဆုံးဈေးကနေဝယ်လာခဲ့တဲ့ငချိတ်ပေါင်း1000ပိုးကိုအိုးထဲမှာထည့်ပါနွမ်းနုလေးနဲ့ထောပတ်နဲ့ထည့်ပြီးတော့ကြိုပေးရပါမယ်အရသာအတွက်တကြားကို3စွန်းလောက်ထည့်ပါအချိုမကြိုက်ရင်တော့တကြား1စွန်းလောက်ဆိုရင်ရပါပြီရှင်စီပိုက်နေအောင်ကြိုပြီးပြီဆိုရင်တော့အုံနုလေးကိုအနည်းငယ်ထည့်ပေးထားလိုက်ရပါမယ်ပြီးရင်တော့ခူထားပေးလိုက်ရပါမယ်ဟိုထဲမှာဘက်စုံ3ကြုံတစ်ခွက်ရဲ့နွမ်းနုတစ်ခွက်ရဲ့ထည့်ပေးပါအုံနုရဲ့ထောဘက်ရဲ့ကြက်ဥတစ်လုံးရဲ့ကိုလည်းထည့်ပြီးတော့မွေပေးလိုက်ပါမယ်စိတ်လေးစားခြင်းရင်တော့ဒီနေရာမှာတကြားထည့်ကြမလို့ပါဘူးအချိုလေးစားခြင်းနဲ့ဆိုရင်တော့တကြား1စွန်းလောက်ထည့်ပြီးတော့ဟိုထဲမှာပြည့်ခင်းနေအောင်ထိမွေပေးရပါမယ်ရှင်။ပေါင်းပစ္စည်းတွေအလုံးကိုနှံ့ဆက်အောင်မွေပြီးတော့ပြည့်ခဲအောင်ကြိုပေးရပါမယ်ရှင်။ပြည့်လာပြီဆိုရင်တော့ရပါပြီ။ပြည့်လာပြီဆိုရင်တော့အိုးလေးကိုချပြီးတော့ခဏနေကကြိုထားတဲ့ကောင်းငင်းငချိတ်ရဲ့အပေါ်မှာတလွားထပ်ဖြန့်ပြီးတော့ထည့်ပေးရပါမယ်ရှင်ဒီနေရာမှာအဖလိုင်ယာလေးရှိရင်တော့အပေါ်ကအုံနှုတ်ပြင်ကိုမီးလေးကင်ပေးပါမကင်ရင်လည်းအရင်စားလို့ကောင်းပါတယ်ရှင်အရသာရှိတဲ့အချိုဝဲလေးဖြစ်တဲ့အတွက်အားလုံးပဲကြိုက်ကြမှသိကြပါတယ်ရှင်